Hello，大家好，欢迎回到小小王国线上教学课堂，我是王老师。Hello，明白了你的 Chinese online class မှာပြန်လည်ကြိုဆိုပါရစေ王老师吧。Okay，ဒီဗီဒီယိုကတော့老师တို့2026မှာပြောင်းလဲတော့မယ်老师တို့ HSK ပုံစံသမောဝဲပုံစံနဲ့老师တို့အဟောင်းပုံစံဘယ်လိုကွာတယ်လဲဘာတွေပြောင်းလဲသွားမလဲဆိုတာ老师တို့နိုင်ရှင်ပြီးတော့နှစ်ခုအတူတူပြန်ပြီးတော့ကြည့်ကြည့်အောင်ဒီဗီဒီယိုကတော့老师အတွက်လည်း unboxing ပါ老师လည်းမကြည့်ရသေး老师40ပဲကြည့်ထားတယ်ဆိုတော့အတူတူ老师တို့ကြည့်ကြည့်အောင်เนาะ5မှာပါကွာသွားလဲဆိုတော့ကြည့်ကြည့်အောင်ဟုတ်ဒါကအဟောင်းပေါ့เนาะ老师တို့အဟောင်းကြည့်ကြည့်အောင်အဟောင်းမှာတော့老师တို့ပါလဲဆိုလို့ရှိရင်တော့အပုတ်100ရှိတယ်120ရနော်老师နိုင်အချိန်ပေါင်းမိနစ်ပေါင်း120နဲ့老师လုပ်ရမယ်အဟောင်းကဘလို့အတစ်ကဘလို့ဖြစ်သွားလဲ老师ကြည့်ကြည့်အောင်အတစ်က老师讲เนาะ新的我们来看一下新的弟弟的嘛ပါလဲအပုတ်ရေ82ပုတ်နဲ့မိနစ်အကြာချိန်က130မိနစ်နဲ့老师တို့လုပ်ရမှာဖြစ်ပါတယ်ဆိုတော့老师ကြည့်ကြည့်အောင်第一部分အမှာကလေးကသူကကိုလိုကန်လန်နဲ့19ပုတ်ဖြစ်သွားတယ်เนาะအပိုင်း1မှာ19ပုတ်ဟုတ်လားဒီမှာ19ပုတ်အဲ့တော့အဟောင်းမှာတော့ကျတော့老师အပုတ်20ရအပုတ်20နဲ့老师တို့လုပ်ရတယ်အဟောင်းမှာတော့နော်然后အတစ်မှာက老师第二部分မှာက16ပုတ်16ပုတ်ကိုသူကစုစုပေါင်း32ပုတ်老师တို့အရင်အဟောင်းမှာတော့ကျတော့25ပုတ်နော်25ပုံနဲ့သွားမယ်ပြီးရင်တို့တော့ပေါင်းတော့မိနစ်40ပြီးတယ်ဒါအပြော့မိနစ်30ပြီးပြီးတော့45ပုံ45ပုံအခုအတစ်ကကြတော့လို့ဆိုတော့35ပုံနဲ့မိနစ်အစိတ်ပဲပြီးမယ်ရအစိတ်ပဲပြီးတယ်ဒါ reading กว่าတော့ဟာအတစ်က第一部分မှာ10ပုံလို့ဆိုတော့အဟောင်းတော့က15ပုံပြီးတယ်第二部分嘛，多了10ပုံအဟောင်းတော့လည်း10ပုံပဲ第三部分嘛15个然后15个ပြီးတယ်အတစ်မှာကျအဟောင်းမှာတော့20个ရှိတယ်ဆိုတော့ဒါလည်း10ပုတ်ရော့သွားတယ်ဖြည့်ချိန်ကလည်း7မိနစ်ရော့တော့ပါပဲအရင်တော့အဟောင်းတော့45မိနစ်ဖြည့်ရတဲ့ဟာအခုအတစ်က35မိနစ်ဖြစ်သွားတာတွေ့ရပါတယ်ဟုတ် writing ဘိုင်းမှာ第一部分က1ပဲ第二部分လည်း1ပဲနှစ်ပုတ်ပဲဖြည့်ရမှာပြီးတော့ပါလေမိနစ်က40ဆိုတော့ဘာရေးရမလဲဆိုတော့မှန်းလို့ရပြီเนาะ所以ဒီမှာတော့အဟောင်းတော့じゃ第一部分က8分然后8题然后8题第二部分က2题ပဲရှိတယ်အဟာကိုစုစုပေါင်းမိနစ်40ပေးတယ်ဆိုတော့နောက်ဆုံးကြည့်ကြည့်အောင်然后totalကဒီဘက်က100အဟောင်းက100ရှိတယ်အတစ်က82ပုတ်然后82ပုတ်နဲ့မိနစ်ပေါင်း130အဟောင်းတော့မိနစ်ပေါင်း120好နောက်ဆုံးအင်ကြည့်ကြည့်အောင်ပထမဟာ然后阅读ဗာလေ reading လေးလို့ဆို listening ကြည့်ကြည့်အောင်ပထမ听力ကလို့ဆိုတော့ဗာလဲဆိုလို့ရှိရင်တော့အတူတူပဲ然后听力听力ကဟုတ်တယ် ABCD ကိုရွေးတဲ့ဟာလည်းအတူတူပဲတစ်ကနေမှ10ပုတ်ကလို့ဆိုတော့ပုံစံအဟောင်းနဲ့သူက10ပုတ်သွားတယ်ပြီး17ကနေ19အထိကျတော့လို့ဆိုတော့ရေးပါလဲဆိုလို့ရှိရင်ဒီပါလဲအပုတ်ရှည်တဲ့ဟာဆိုတော့အောက်ကဟာနဲ့အတူတူပါပဲညာတော့စာကြောင်းကနည်းနည်းရှည်သွားတယ်နှစ်ပုတ်တွဲတာတော့3ပုတ်တွဲတာတော့အဲ့လိုတွဲတာဖြစ်သွားပြီနော်ဆိုတော့အဟောင်း HSK 5တော့အဲ့လိုရှိပါတယ်ဒါပေမဲ့အဲ့လိုကကျပုတ်ရည်တွေအများကြီးဖြစ်ရတယ်ဒီဟာကျတော့ဘယ်နှပုတ်ပဲ17ကနေ19ဆိုတော့လို့ဆိုတော့ပါလဲ10ပုတ်ပဲဖြစ်ရတယ်ဒီတော့ဆိုတာ shortရော့သွားတယ်ပြီးရင်20ကနေမှ35အထိနော်20ကနေ35အထိကျတော့လို့ဆိုတော့ဗာလဲဆိုလို့ရှိရင်သူကဒါတော့ဗာလဲဆိုလို့ရှိရင်စာပိုက်အရှိကြီးတွေ့လားအတစ်ကโอเคလို့ဆိုတော့အတစ်တိုးလာတဲ့ပုံစံနဲ့စာပိုက်ကအရှိဖြစ်သွားတယ်ဖြစ်သွားပြီးမှပဲလို့ဆိုတော့ဗာလဲဆိုလို့ရှိရင်မေခွန်းက3ခု4ခုဆိုတော့ listening ဘိုင်းမှာကိုတင်လို့ဆိုတော့တော်တော်လေးကိုပြောင်းလဲသွားတာတွေ့ရပါတယ်အများကြီးပဲရှေ့ပဲအဟောင်းတော့အဲ့လောက်ရှေ့တာမရှိတိတ်မရှိဟဲ့ဆိုတော့ဒါလေးကပြီး ABC 3ပုတ်နဲ့အဲ့လိုဖြည့်သွားတယ်ဟုတ် reading ဘိုင်းမှာဆက်ကြည့်မယ် reading ဘိုင်းမှာကလို့ဆိုတော့ဗာလဲဆိုလို့ရှိရင်ကွက်လက်ဖြည့်လေးနဲ့ဒီလိုဖြည့်တဲ့ဟာကအတူတူပဲညာတော့နှစ်ခုစလုံးကအတူတူပဲသူကတော့42ကနေ45ဆို3ပုတ်ပဲမိတယ်ညာတော့1နဲ့4ပုတ်လောက်ပဲမေးတယ်5ပုတ်ပဲမေးတယ်45အထိအဲ့လိုပုံစံအရင်တော့ကျအများကြီးပဲအများကြီးပဲပြီးရင်46ကနေဒါလေးရတော့လို့ဆိုထင်တာတော့HSK 5မှာအရင်တော့မပါဘူးတဲ့ပုံစံလေးညာနော်အရင်တော့မပါဘူးတဲ့ပုံစံတစ်လေးလောက်ဆိုချေပြပေးပါမယ်ဒီဟာလေးကပါလာပါပြီစာကြောင်းကိုသူကပါလဲဆိုလို့ရှိရင်ပြန်ပြီးတော့စီခိုင်းတာဆိုလိုတာကဒီ story တစ်ပုဒ်လုံးကိုသူကပါလဲဘယ်ဟာပထမပိုင်းဏ္ဍန်ဖြစ်မလဲဘယ်ဟာစာကူဖြစ်မလဲဘယ်ဟာဏ္ဍကုံဖြစ်မလဲဆိုတဲ့ဟာ ABCD နဲ့လို့ဆိုတော့ပါလဲဆိုလို့ရှိရင်ပြန်ပြီးတော့စာကြောင်းစီတာညာနော်ဒါကလို့ဆိုတော့အရင်တော့ HSK4 မှာစာကြောင်းပြန်စီရ BAC တော့ ABC တော့ရွေးတဲ့ဟာပုံစံလေးလိုပဲဒါပေမဲ့ तू ကအများကြီး तू ကတခါတည်းဟောပါလဲဆို9ခုကိုပြန်စီတဲ့ဟာဒါလေးလို့ဆိုတော့တိုးလာပါပြီအရင်တော့မရှိ
呀，那都可以讲到老师把来说了先 reading 啊，是啊，打到 HSK 5嘛，老师设定的ပုံစံပါပဲအရင်တော့ဒါအဟောင်းလုံးကလည်း老师တော့ဒါရှိတယ်နော်老师ကြည့်ကြည့်အောင်အဟောင်းရှိလားဒီလောက်ရှိဟာနော်ဆိုတော့အဲ့လောက်ထိရှိတာဒီမှာရှိတယ်နော်ဆိုတော့ဒါအတူတူပဲအဟောင်းလုံးကမှလည်း老师81မှာဒါအခု63မှာရောက်သွားတယ်အဟောင်းတော့81မှာရှိတဲ့ပုံစံလေးပါခေရဆိုတော့ဒါအရင်တော့တိအုပ်部分ကတိစံ部分အတူတူပဲဒါပေမဲ့ तू ကဘယ်နှပုတ်ပဲရှိရလဲဆိုလို့ရှိရင်တော့3ပုတ်ပဲမေးတယ်အရင်တော့老师တော့ပါလဲဆိုရင်ပုံ20တော့မှအဲ့လိုမျိုးလေးပုံ20ပြီးရင် तू ကပါလဲဆိုလို့ရှိရင်3ပုတ်ပဲမေးတယ်ဆိုတော့ reading ဒီစာပိုက်ရှိမေးတဲ့ဟာတော့ short ချလိုက်တယ်စာကြောင်းပြန်စီတဲ့ဟာတော့တိုးလာတဲ့သဘောပါဟုတ် writing ဘိုင်းမှာကြည့်ကြည့်ညာတော့ writing ဘိုင်းမှာကြည့်ကြအောင်ဒါအချိန်ကတော့နည်းနည်းလေးအများကြီးဖြစ်လာညာ writing ဘိုင်းမှာလည်းအဟောင်းတော့လားဆိုဒီလို sentence ပြန်စီတာဟုတ်တယ်နော်ပေးထားတဲ့ပြန်စီဒါအမှ HSK 5မှာဒီဟာမရှိသင့်တော့နောက်ဆိုကြက်ကိုမကြိုက်တာစကြရ5ဆိုတဲ့အရင်ချင်းကနဲတာမဟုတ်တော်တော်မြင့်နေ HSK 5ဆိုတာဒါပေမဲ့ तू ကဒီဟာလေးပြန်စီတဲ့ဟာကလို့ဆိုတော့နောက်ဆိုကိုတိုင်ပေါ့နော်တိတ်မကြိုက်ဘူးပြောတာပါတချို့လောက်ဆိုတော့ကြိုက်ရင်ကြိုက်မှာပါနောက်ဆိုဒါလေးကတအားနှိမ့်နေလို့ထင်လို့ရောဒါပေမဲ့အခုကပါလဲဆိုလို့ရှိရင်ဒါလေးဖြစ်သွားပါပြီအတစ်ကိုကြည့်ရအောင်လို့ဆိုတော့根据下面4张图写一篇不少于100字的作文写出发生在李明和伙伴们身上的故事အောက်ပါပုံအရာပေါ့နော်စလုံးကြီး100လောက်စာပုံရေးခိုင်းတယ်ပြီးတော့သူနာမည်ပေးထား李明和伙伴们ဆိုတော့ဒီထက် main character က李明မပြောင်းရအောင်တချို့အဲ့ဒါတေချာမဖတ်ဘူးဆိုလို့ရှိရင်လူနာမည်ပါမှားတတ်တယ်ညာနောက်ပြီးသူတို့ဘာလုပ်တယ်လဲဆိုတော့ဒါက writing ကနေကြည့်ရတွေ့ရတာကလို့ဆိုတော့ writing ကနေ HSK 3ခေတည်းကလို့ဆိုတော့ writing ကိုတေချာလေးရေးရတော့မယ်ပြီးလို့ရှိရင်တော့第二部分把它来说了行尝试可能会成功也可能失败然后3季漏大嘎吧你那熬你来没凶来没但是不去试一试就永远不会成功但是你们3季说了行得龙熬你来请写一篇不少于200字的作文分享你曾做过的一次尝试你漏铺的就三木的苦 sharing 漏ပေးပါအတူတူပြောကြည့်ကြအောင်လေဆိုတော့老师ကတော့ဒါလေးကဘာနဲ့သွားတူလဲဆိုလို့ရှိရင်老师တို့ဟိုးဆဆတော့2003ခုနှစ်တုန်းကပေါ်တဲ့ HSK နဲ့တူလောက်ဆိုတော့ဖြေခဲ့ရတဲ့ဟာတူတူပဲညာတော့ဒီလိုပဲပြောလို့ရှိရင်နေ့တက်လုံးမှာနေလောက်ဆိုတော့ဖြေတာပါမိမရတဲ့ပုဂ္ဂိုလ်ဘာလဲမသိဘူးတခုကနောက်တစ်ခုအပေါ်ကဟာပတ်တန်တော့မအပေါ်ကပုံစံတော့မလောက်ဆိုတော့ဒီဟာပါတယ်ညာတော့ဒီဟာပါတယ်ဆိုတော့ဒီစလုံးရင်200ရှိတဲ့ဗာလဲ size ဝန်တစ်ပုတ်ကိုသူရေးခိုင်းတာဖြစ်သွားတယ်ဒါတကယ်တမ်းလောက်ဆို HSK 5ကဒီလာဟောင်း HSK 5စာအုပ်ထဲမှာလေတကယ်တမ်းသူ့ရဲ့练习ထဲမှာပါတယ်ဖတ်စာရဲ့练习ထဲမှာဆိုရှိတယ်ညာတော့သူကပါလဲဆို思考题ထဲမှာသူကပါတယ်အမှအဲ့ဟာလေးလေ့ကျင့်လာတယ်လို့ဆိုဒီဟာရေးဖို့အတွက်ကအခက်အခဲမရှိဘူးလို့လားဆိုမြင်ပါတယ်ဆိုတော့အဟောင်းဖတ်စာအုပ်နဲ့လို့ဆိုတော့ပါလဲဆိုလို့ရှိရင်ဒီဟာလေ့ကျင့်တဲ့ဟာပါတယ်မပြုံကြည့်လိုက်ဖတ်စာအုပ်ထဲမှာလေ့ကျင့်ခိုင်းရဲ့အနောက်မှာရှိတယ်ဆိုတော့တကယ်တမ်းဒါပါလဲဆိုလို့ရှိရင်ပါပြီးသားပါညာနော်ဒါပေမဲ့အဟောင်းကကြောက်တော့လို့ဆိုတော့မကြိုက်ဒီစာပိုက်တွေပဲပေးစလုံးတွေပေးတယ်ပြီးရင်စာပိုက်ရေးခိုင်းတယ်ပြီးရင်ပုံကြည့်ပြီးမှစာရေးခိုင်းတာဟာဆိုတော့ဒါလေးကပါကွာသွားလဲဆိုတော့ writing ဘိုင်းမှာကပါကွာဆိုဒါကဘောင်ခတ်ပေးထားတာဒီထဲကနေပဲရေးရမှာဆိုတော့ဒီဘောင်ခတ်ထားတာကလို့ဆိုတော့တချို့ကြအဲ့လိုမျိုးပါလဲဆိုဘောင်ဒီလိုလေး hints ပေးမှရေးတတ်တယ်လို့ဆိုလို့ရှိရင်ဒီအဟောင်းနဲ့ပို့ပြီးအဆင်ပြေတာပေါ့နော်တချို့ကြတော့မဟုတ်ကိုရေးချင်တာဟာသူတို့ကန့်ပါလေဘောင်ခတ်ပေးထားတော့မကြိုက်တယ်လို့ဆိုလို့ရှိရင်တော့စနစ်တက်နဲ့တော့အဆင်ပြေလိမ့်မယ်လို့မြင်ပါတယ်ဆိုတော့ဘာပဲဖြစ်ပါလို့ဆိုတော့တွေ့ရတာအားတော့ပါလဲဆိုလို့ရှိရင်ပို့ပြီးတော့ခက်လာတာတွေ့ရပါတယ်ဆိုတော့ပို့ပြီးတော့အိမ်တော့ထဲ2ဆ3ဆမကစာကြည့်ရုံမကစာရေးတာဆိုတော့အဓိကပါလဲဆို output ကိုသူပို့ပြီးပါလဲမြင်များလေး test လုပ်တဲ့သဘောရှိရလို့ဆိုတော့အခုလက်ရှိက input ပဲလုပ်နေကြဟုတ်တယ်မလားတင်နေတိတ်မရေးကြ3ထိ4ထိဘာမှတိတ်မရေးစရာမလိုဒါပေမဲ့အခုကတဖြည်းဖြည်းနဲ့ပါလဲဆိုရင်လို့ဆိုပြန်ထုတ်သုံးတတ်ဖို့ကိုသူတို့ဥတီပြီးမှာပဲအဲ့လိုပြောင်းလဲလိုက်တာတော့ရှင်းမြင်ပါတယ်好吗好的那这个视频就到这里了我们下个视频再见啦